ဂျပန်သမိုင်းထဲကတော်ဝင်သွေးဆန်ဆာမူရိုင်းကလန်တစ်ခုထိုင်ရာကလန်အကြောင်းပါထိုင်ရာကလန်ကိုဂျပန်လိုဟိတ်ကဲလို့လည်းခေါ်ကြတယ်သူလူကတာမန်ဆာမူရိုင်းမဟုတ်ဘူးဂျပန်ဘုရင်မင်းဆက်ရဲ့သွေးသားနဲ့ဆက်နွယ်တဲ့ကလန်တစ်ခုပါရှေးခေတ်တုန်းကဂျပန်ဘုရင်တွေမှာသားသမီးများစွာရှိကြတယ်ဒါပေမဲ့မင်းဆက်အဖြစ်စက္ကန့်ဖို့လူတိုင်းကိုမထားနိုင်ခဲ့ဘူးအဲ့ဒီတော့မင်းသားတချို့ကိုမင်းဆက်ရာထူးကဖယ်ရှားပြီးထိုင်ရာဆိုတဲ့မျိုးနွယ်အမည်ပေးလိုက်ကြတယ်ဒီလိုနဲ့ဘယင်သွေးပါတဲ့လူတွေကနေစတင်တဲ့ထိုင်ရာမျိုးနွယ်ပေါ်လာခဲ့တယ်အချိန်တွေကြာလာတော့ထိုင်ရာမျိုးနွယ်တွေကလူတချို့ဟာစိတ်ရေးမှာအင်အားကြီးလာတယ်နောက်ဆုံးတော့12ရာစုအချိန်မှာထိုင်ရာနော်ခီယိုမိုရီဆိုတဲ့ခေါင်းဆောင်ကြီးပေါ်လာခဲ့တယ်ခီယိုမိုရီကသူများနဲ့မတူဘူးသူကစစ်သားတစ်ယောက်လောက်မဟုတ်ဘဲနိုင်ငံရေးတွေပါဝင်ထိန်းချုပ်နိုင်တဲ့ပထမဆုံးဆာမူရိုင်းခေါင်းဆောင်လို့ပြောလို့ရတယ်သူအာဏာအမြင့်ဆုံးချစ်ချိန်မှာတော်ဝင်နန်းတော်တွေဝင်ထိန်းချုပ်နိုင်ခဲ့တယ်မိသားစုဝင်တွေကိုအစိုးရယာထူးကြီးတွေမှာခန့်အပ်နိုင်ခဲ့တယ်သူမိသားစုကမင်းဆက်နဲ့လက်ထပ်ဆက်နွယ်အောင်လုပ်နိုင်ခဲ့တယ်တစ်ချိန်လုံးမှာဆာမူရိုင်းကလန်တစ်ခုကနန်းတော်အာဏာကိုထိန်းချုပ်နိုင်ခဲ့တာဆိုတာအဲ့ဒီခေတ်အတွက်အရာမထင်မှတ်ထားနိုင်တဲ့အရာပါပဲဒါပေမဲ့အာဏာရှိရာမှာရန်သူရှိတတ်တယ်ဆိုတဲ့အတိုင်းထိုင်ရာကလန်အင်အားကြီးလာတာကိုနောက်ထပ်တော်ဝင်သွေးဆက်ကလန်တစ်ခုဖြစ်တဲ့မီနာမိုတိုကလန်ကမကျေနပ်ဘူးထိုင်ရာကလန်အာဏာအမြင့်ဆုံးရောက်နေတဲ့အချိန်မှာလူအများကသူတို့ကိုကြောက်တယ်ဒါပေမဲ့လည်းမုန်းတယ်ဘာလို့လဲဆိုတော့သူတို့ကမင်းဆက်အာဏာကိုကင်ထားယုံမဟုတ်ဘဲအစိုးရယာထူးကြီးတွေကိုလည်းမိသားစုဝင်တွေထွဲပဲပေးနေခဲ့လို့ပါအဲ့ဒီလိုနဲ့နိုင်ငံတဝက်မှာမကျေနပ်မှုတွေတဖြည်းဖြည်းတက်လာတယ်1180ခုနှစ်မှာမင်းဆက်ဘက်ကမင်းသားတစ်ပါးကထိုင်ရာကိုစန့်ကျင်ဖို့လွှမ်းဆော်ခဲ့တယ်သူကိုထောက်ခံပေးခဲ့တဲ့ကလန်ကတော့မီနာမိုတိုကလန်ပါဒီလိုနဲ့စစ်မီးကြီးလောင်ကျွမ်းသွားတယ်ဒီစစ်ပွဲကိုနောက်ပိုင်းမှာလူတွေကကန်ပေဝေါ်လို့ခေါ်ကြတယ်စစ်ပွဲတွေကတခါတည်းမပြီးဘူး9နှစ်တိုင်တိုက်ကြတယ်တခါတုန်းကနန်းတော်ထဲမှာအာနာကိုကြိုက်ထားနိုင်ခဲ့တဲ့ထိုင်ရာကလန်ဟာတဖြည်းဖြည်းနောက်ဆုတ်ရတယ်မြို့တော်ကိုစွန့်ခွာရတယ်ပင်လယ်ဘက်ကိုထွက်ပြေးရတယ်သူတို့နဲ့အတူအသက်ငယ်သားရှိတဲ့ Emperor Antoku လည်းပါသွားတယ်သူကထိုင်ရာသွေးဆက်ပါတဲ့ခလေးဘီယန်လေးဖြစ်တယ်1985ခုနှစ်ပင်လယ်ရေပြင်ပေါ်မှာနောက်ဆုံးဆုံးဖြတ်ပွဲကြီးဖြစ်တယ်ထိုင်ရာစစ်သင်္ဘောတွေမီနာမိုတိုစစ်သင်္ဘောတွေနဲ့တိုက်ကြတယ်အစပိုင်းမှာထိုင်ရာဘက်ကအသာစီးရတယ်လို့ပဲဒါပေမဲ့ရေစီးပြောင်းသွားတဲ့အချိန်ကန်ဂျမာလည်းပြောင်းသွားတယ်မီနာမိုတိုဘက်ကအနိုင်ရသွားတယ်ရှုံးနိမ့်သွားတဲ့အချိန်မှာထိုင်ရာမဲမျိုးမင်းတွေအများစုဟာဖမ်းမိမဲ့အစားပင်လယ်လဲကိုကိုယ်တိုင်ခုန်ချတည်ဆုံးကြတယ်အသက်9နှစ်ပဲရှိသေးတဲ့ကလေးဘီအန်တိုဂူကိုတောင်သူ့အဖွားကပွေထားပြီးပင်လယ်ထဲခုန်ချခဲ့လို့သမိုင်းထဲမှာရေးထားကြတယ်အဲ့ဒီအချိန်ကပင်လယ်ရေပြင်ဟာထိုင်ရာကလန်ရဲ့နောက်ဆုံးအမှတ်တရဖြစ်သွားခဲ့တယ်ကျွန်တော်နောက်ထပ်ပြောပြချင်တာကတော်ဝင်သွေးပါတဲ့ကလန်တစ်ခုဖြစ်ပြီးဂျပန်သမိုင်းကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့မီနာမိုတိုကလန်အကြောင်းပါဒီကလန်ဟာပုံမှန်ဆာမူရိုင်းကလန်မဟုတ်ပါဘူးတော်ဝင်သွေးကနေစတင်ခဲ့တာပါရှေးခေတ်မှာဂျပန်ဘုရင်မင်းဆက်တဲ့မင်းသားတွေများလာတော့အားလုံးကိုမင်းအဖြစ်မထားနိုင်တော့ပါဘူးအဲ့ဒီလိုနဲ့မင်းသားအချို့ကိုမီနာမိုတိုဆိုတဲ့အမည်ပေးပြီးအယက်သားအဖြစ်ထုံလိုက်ပါတယ်ဒီနေရာကပဲမီနာမိုတိုကလန်စတင်ခဲ့တာပါအချင်းကြာလာတဲ့နဲ့မီနာမိုတိုမိသားစုဝင်တွေဟာပြည်နယ်တွေကိုထိန်းချုပ်လာပြီးစစ်ရေးအာဏာကိုစုဆောင်းလာကြပါတယ်ဒီအချိန်ကစပြီးသူတို့ဟာဆာမူရိုင်းခေတ်ဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါတယ်ဒါပေမဲ့မီနာမိုတိုတခုတည်းမဟုတ်ပါဘူးတိုင်ရာကလန်ဆိုတဲ့တော်ဝင်သွေးပါတဲ့ကလန်တခုလေအင်အားကြီးလာပါတယ်တိုင်ရာနိုကီယိုမိုရီဟာနန်းတော်အထိအာဏာယူပြီးမီနာမိုတိုကလန်ကိုဖိနှိပ်ဖြိုခွဲခဲ့ပါတယ်မီနာမိုတိုမိသားစုဝင်အများစုတပ်ခံခဲ့ရပြီးအချို့ကခလေးဘဝနဲ့ပဲအသက်ရှင်ကျန်ခဲ့ပါတယ်အဲ့ဒီတွေကလူတယောက်မီနာမိုတိုနိုယိုရီတိုမိုပါယိုရီတိုမိုဟာအာဏာမရှိစစ်တပ်မရှိဘဲကြီးပြင်းခဲ့ပေမဲ့မီနာမိုတိုသွေးနဲ့အိမ်မက်မပြောက်ခဲ့ပါဘူးတိုင်ရာကိုမကျေနပ်တဲ့ဆမ်မူရိုင်းတွေသူ့ဘက်ကိုစုလာပါတော့တယ်ဒီလိုနဲ့မီနာမိုတိုနဲ့တိုင်ရာတော်ဝင်သွေးနှစ်ဖက်ညအဆုံးချစ်စစ်ပွဲဂမ်ဘီဝေါ်စတင်ခဲ့ပါတယ်ဒီစစ်ပွဲပြီးနောက်ဂျပန်နိုင်ငံဟာဆာမူရိုင်းအုပ်ချုပ်မှုခေတ်ကိုတကယ်တမ်းဝင်ရောက်ခဲ့ပါတယ်အဲ့ဒီအလယ်မှာမီနာမိုတိုကလန်ရှိနေခဲ့ပါတော့တယ်